သူဝနာတောကြီးထဲမှာဒီနေ့ကတကယ်ကိုတာယာလှပတဲ့မနက်ကင်းလေးတစ်ခုဖြစ်ပါတယ်။ဒီသူဝနာတောရဲ့တက်တန်းအရှိဆုံးနဲ့အရွက်အုပ်ဆုံးညောင်ပင်ကြီးပေါ်မှာတော့စားကလေးမလေးဆူဆူနဲ့စားကလေးတူတူရဲ့တေကိုင်းချော်လေးတွေနဲ့စောက်ထားတဲ့တင်းငယ်တဲ့အတိုင်းလေးတစ်ခုရှိပါတယ်။ဆူဆူကရက်အတော်ကြာနေမကောင်းဖြစ်နေကြတာပါ။ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့မျက်နှာပေါ်မှာထူးခြားဆန်းပြတဲ့တောက်ပမှုတစ်ခုရှိနေပါတယ်။အိုးမောင်တူတူရေကြည်စမ်းမအောင်ကျမအိမ်မက်မှတ်နေတာလား။ဒါမှမဟုတ်အထက်ကအရှင်သခင်ကကျမတို့ရဲ့၆ကပ်နေတဲ့ချိန်ဝင်ကိုတပြိုင်နက်ဒီလောက်ကြီးမားတဲ့ပျော်ရွှင်မှုတွေနဲ့ဖြည့်ဆည်းပေးလိုက်တာလားအတိုင်တဲကိုတစ်ချက်လောက်ငုံကြည့်လိုက်ပါဦးအလိုဖះကြီးစုစုဒါတွေကဘာတွေလဲ1 2 3 4 5 6 9အားလုံးပေါင်းဥ9လုံးအပြည့်ပါလားစုစုရေငါတော့မျက်လုံးအပြူသားဖြစ်သွားတာပဲငါတို့ရဲ့တင်းငယ်တဲ့အတိုင်လေးထဲမှာတပြိုင်နက်ဥအလုံးပေါင်း9လုံးတောင်ဒါကတော့တကယ်ကိုအံ့ဩစရာအံ့ဖွယ်ပဲဟုတ်တယ်မောင်တူတူရေဒါကအထက်ကအရှင်သခင်ရဲ့ကောင်းချီးပေးမှုပါပဲကျမတို့အိမ်ကိုဧည့်သည်ငယ်လေး9ယောက်တပြိုင်တည်းရောက်လာတော့မှဒါတွေကိုမြင်ုံနဲ့တင်ကျမရင်နေတိတ်လှူရှာနေပြီကျမတော့အခုသူတို့လေးတွေနဲ့တစ်စက္ကန့်လေးတောင်မခွဲချင်တော့ဘူးပျော်ရွှင်စရာတွေကအလွန်ကြီးမားလာပါမယ်ဒီလောက်တင်းငယ်တဲ့အတိုင်းလေးထဲမှာဥ9လုံးလုံးကိုဘေးကင်းအောင်ထိန်းနေဖို့နဲ့မွေးဖွားလာမယ့်သားသမီးလေးတွေကိုပြုစုပြောထောင်ဖို့ဆိုတာစုစုနဲ့တူတူတို့အတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်လာပါတယ်။စုစုရေပြောစရာကောင်းတာတော့ဟုတ်ပါပြီ။ဒါပေမဲ့ငါတို့မှစားစရာအစာရည်ကနည်းနည်းလေးရဲ့ပြီးတော့အပိုက်ကလည်းတိတ်သေးလို့နဲ့ကလေး9ယောက်လုံးကိုတပြိုင်တည်းပြုစုပြောထောင်ဖို့သူတို့အတွက်အစာရှာကျွေးဖို့နဲ့ပြန်တန်းနှီးတင်ပေးဖို့ဆိုတာမလွယ်ကူတဲ့အလုပ်ပဲ။ငါဒီလောက်ကြီးမားတဲ့မိသားစုကြီးရဲ့ဝန်တော့ဝန်ပိုးကိုဘယ်လိုထမ်းဆောင်ရမလဲဆိုတာအခုကတည်းကစိုးရိမ်နေပြီ။မောင်တူတူရဲ့အဲ့ဒီလိုလုံးဝမစိုးရင်ပါနဲ့ဇွဲတက်တီကိုမွေးထားပါအထက်ကအရှင်သခင်ကနှုတ်သီးပေးထားရင်အစာကိုလည်းမုတ်ချပေးမှာပါကျမတို့နှစ်ယောက်အတူတူနေရောညပါစူးစမ်းအားထုတ်ပြီးသားသမီးလေးတွေကိုကောင်းမွန်တဲ့ဘဝတစ်ခုပေးကြမယ်လေနေ့လည်ခင်းအချိန်မှာတော့တောအုပ်ရဲ့အခြားတစ်ဖက်မှာစီးဆင်းနေတဲ့မြေကမ်းနားကသေးရည်လေးအောက်မှာငှက်မလေးတချို့အစာကောက်ရင်းနဲ့စူးဝင်းနေကြပါတယ်အဲ့ဒီနေရာမှာတော့ဆူဆူရဲ့ဥခွနှလုံးအကြောင်းကိုဟိုးဟိုးကြော်အောင်ပြောဆိုနေကြပါတယ်ဟေးမက်ဖြူဖြူနဲ့ညီမလေးရေနင်တို့နှစ်ယောက်လုံးကြားပြီးကြပြီလားဒီနေ့မနက်စောစောစီစီငါတို့တောအုပ်ထဲမှာအကြီးမားဆုံးအံ့ဖွယ်ထူးခြားမှုကြီးဖြစ်ပျက်ခဲ့တယ်။ဘာအံ့ဖွယ်လဲညီမလေးဝါရှင်းရှင်းလင်းလင်းပြောပြစမ်းပါဦး။ငါတို့တောအုပ်ထဲမှာနေတိုင်းလိုသတင်းကောင်းဆိုတာဘယ်မှာကြားရလို့လဲ။ဟဲငါတို့ရဲ့စာကလေးမလေးဆွဆွရဲ့အပိုက်ထဲမှာတခါတည်းလှပပြီးတောက်ပတဲ့ဥအလုံးပေါင်း9လုံးလုံးရှိနေတယ်လေ။ဘာဥ9လုံးတောင်လား။အိုးဖះကြီးဒါကတကယ်ကိုချစ်စရာကောင်းပြီးကြီးမားတဲ့သတင်းကောင်းမယ်။မမဆူဆူခမသားသမီးရဖို့ဘလောက်တောင်မျောလင့်ဆောင်စားခဲ့ရလဲအထက်ကအရှင်သခင်ကသူမရဲ့ရင်ဝင်ထဲကိုပျော်ရွှင်မှုတွေတပြိုင်တည်းသွန်းလောင်းပေးလိုက်ပြီပဲဟုတ်တယ်ဖြူဖြူရေဝမ်းသာစရာဆိုပေမဲ့ဥခွနှလုံးကိုထိမ့်သိမ်းမှုနဲ့ပြုစုဖို့ကအလွန်ခက်ခဲလိမ့်မယ်တနာစရာကောင်းတဲ့ဆူဆူတယောက်တည်းဘလို့လုံနိုင်ပါလဲဘာလို့မလုံနိုင်ရမှာလဲဆူဆူကအရန်တတ်တိရှိတဲ့အမိတယောက်ပါပြီးတော့ငါတို့ပတ်ဝန်းကျင်ကအိမ်နီးနားချင်းတွေကကောဘာအတွက်ရှိနေတာလဲငါကတော့အခုချက်ချင်းပဲမမဆူဆူကိုမုံသွားကြွေးပြီးကွန်ပျူတာစကားပြောဖို့သွားတော့မယ်။ကြီးကန်းကြီးကိုနဲ့ကတော့တက်ကိုင်းပေါ်မှာပြင်းပြင်းတွေထိုင်နေခဲ့ရကလှလှစကားကိုကြားပြီးအောက်ကိုဆင်းလာပါတယ်။ဟေးမင်းမတယောက်တည်းဘယ်ကိုသွားဖို့ပြင်နေတာလဲ။ငါ့ကိုလည်းပြောပြအောင်လေ။ဘာလို့ဖြစ်နေလဲဆိုတာပြောပြပါအောင်။ဘယ်နေရာမှာစားပွဲတောက်ပွဲရှိလို့လဲ။ရှင်ကတော့အမြဲတမ်းစားဖို့တောက်ဖို့ပဲစဉ်းစားနေတာပဲ။ကိုနဲ့မမဆူဆူတို့အိမ်မှာဥခွနှလုံးရောင်းနေပြီတဲ့ကဲကျမနဲ့အတူသူတို့အတိုက်စီလိုက်ခဲ့ပါကွန်ပျူတာစကားသွားပြောရအောင်အိုးနေကလည်းအရင်ဘူးတယ်လာလာညနေမှသွားကြရအောင်စကားမများပဲကျမနောက်ကလိုက်ပြန်ခဲ့ပါကိုနဲ့မဟုတ်ရင်ညစာကိုဘာသာကိုချက်စားရလိမ့်မယ်အေးပါစိတ်မဆိုးပါနဲ့သွားကြမယ်သွားမယ်ဆူဆူရဲ့တငယ်ချင်းအရင်ကြီးဖြစ်တဲ့ကြီးမာလေးလာလာကသူမရဲ့ခမွန်ကြီးကန်းကိုနန်းနဲ့အတူကွန်ပျူတာစကားပြောဖို့ရောက်ရှိလာခဲ့ပါတယ်။ဆူဆူရေမင်္ဂလာပါဂွန်ယူပါတယ်နော်တကယ်ကိုထက်တူထက်မြဝမ်းသာပါတယ်ကျမမနဲ့ကလေးကပြန်တန်းနေရလို့ပင်ပန်းနေပေမဲ့ဒီသတင်းကြားတာနဲ့အတောင်ပန်ဒီမှာအိုင်းအသစ်တွေပြန်ပြေးလာသလိုပဲကျမကိုလည်းအဖိုးတန်ရတနာ9လုံးကိုပြပါအောင်လာပါလှလာလေးထိုင်ပါကြည့်လိုက်ပါအောင်ဒါတွေကတော့ဥထဲမှာအိပ်ပျော်နေကြတဲ့ကျမရဲ့ကလေး9ယောက်ပေါ့အိုးဦးလေးတွေကလှလိုက်တာကြီးလဲကြီးတယ်အကယ်၍ဒီဥရီတွေကတလုံးနှလုံးလောက်စားလိုက်ရရင်တော့ကောင်းပါပဲဆူဆူရေဂုံစရာတော့ကောင်းပါတယ်
ဒါပေမဲ့ကိုတူတူမင်းစဉ်းစားထားရဲ့လားကလေး9ယောက်ရဲ့ကုန်ကြစိတ်ကိုဘယ်လိုရှာမလဲတခုခုကူညီဖို့လိုရင်ငါ့ကိုပြောတော့ငါကတော့အမြဲတမ်းအသင့်ရှိပါတယ်ပါဇက်ပိတ်ထားစမ်းမကိုနဲ့ရှောက်ပြောမနေနဲ့မမဆူဆူတို့ပျော်ရွှင်နေတဲ့အချိန်မှာရှင်ကဒီမှာကုန်ကြစိတ်အကြောင်းလာပြောမနေနဲ့ဟာမိမရငါကကိုတူတူကိုမေ့ကြည့်အောင်နဲ့မမင်းလည်းသိတဲ့အတိုင်းအခုခေတ်ကကုံစည်းနှုံးတွေကြီးနေတာလေမမဆူဆူပြောစရာတွေကတော့အလွန်ကြီးမားပါတယ်ဒါပေမဲ့ကျမပြောတာလေးကိုအမြဲတရရပါဒီအပိုင်းရာသီဥတုကသိမ့်မကောင်းဘူးညနေပိုင်းဆိုရင်ရုတ်တရက်မုန်တိုင်းကြီးတွေတိုက်ခတ်တတ်တယ်မမတို့ရဲ့အတိုက်ကလည်းညောင်ကိုင်းတသေးလေးပေါ်မှာစောက်ထားတာဆိုတော့တိတ်ပြီးတတိထားရမယ်နော်ညီမလေးလှလှပြောတာမှန်ပါတယ်ဒီဦးလေးတွေရောက်လာကြတဲ့ကမမလည်းညဘက်ကောင်းကောင်းအိပ်မရတော့ဘူးသူတို့လေးတွေလုံလောက်တဲ့အနှွေးရရပြီးဘေးကင်းအောင်နေရောညပါဥပမာဝတ်နေရတာဒါပေမဲ့လေပြင်းတွေတိုက်ခတ်လာရင်တော့မမရင်ုံပန်းတုံဖြစ်မိတာအမှန်ပဲနေ့လည်ခင်းအချိန်မှာတော့ကလေးတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်စိုးရိမ်ပူပန်နေတဲ့ဖခင်ဖြစ်သူစာကလေးတူတူကအကြံဉာဏ်တောင်းဖို့အတွက်တောအုပ်တစ်ခုလုံးမှာအသက်အကြီးဆုံးနဲ့အသိပညာအရှိဆုံးဖြစ်တဲ့ဇီးကွက်ဖိုးဖိုးရဲ့တိတ်အိမ်လေးစီကိုပြန်တန်းသွားခဲ့ပါတယ်။ကြောပါတယ်ဖိုးဖိုးဇီးကွက်ဖိုးဖိုးကြီးကြမ်းကြမ်းမရှိမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ဒီနေ့တိတ်ကိုစိတ်ရှုပ်စရာကိစ္စတစ်ခုနဲ့ရောက်လာတာပါ။ကျွန်တော်ဇနီးစုစုကဥခွနှလုံးဥထားပါတယ်။ကျွန်တော်တို့ရဲ့တင်းငယ်တဲ့အတိုင်းလေးထဲမှာကလေး9ယောက်လုံးကိုကျွန်တော်ဘယ်လိုကောက်ွယ်ပေးရမလဲ။အကယ်၍ရန်သူငှက်ဆိုးတွေရောက်လာရင်ဒါမှမဟုတ်မုံတိုင်းတိုက်ရင်ကျွန်တော်ဘာလုပ်ရမလဲဒါပါစာကလေးတူတူထိုင်ပါမဆွေးရင်ပါနဲ့ကွယ်တဘာဝတရားကတတ္တဝါတူတယောက်အပေါ်မှာသူတို့မခံနိုင်တဲ့ဝင်တော့ဝင်ဖို့ကိုဘယ်တော့မှပုံချမပေးတတ်ပါဘူးအကယ်၍စုစုရဲ့အတိုက်ထဲမှာဥခွနှလုံးရှိလာတယ်ဆိုရင်စုစုရဲ့ရင်ထဲမှာကလေး9ယောက်ကိုပြုစုနိုင်တဲ့မိခင်မေတ္တာနဲ့စွမ်းအားတွေအပြည့်ရှိနေလို့ပဲပေါ့ဒါပေမဲ့ဖိုးဖိုးကြီးရဲ့ကျွန်တော်တို့ရဲ့အတိုက်လေးကတိတ်ပြီးအားနေလွန်းလို့ပါအဲ့ဒါဆိုဘာကိုစောင့်နေတာလဲဖခင်ကောင်တယောက်ရဲ့တာဝန်ကစိုးရင်နေဖို့တည်းမဟုတ်ဘူးလက်တွေလှုပ်ဆောင်မှုကလည်းလိုအပ်တယ်သွားတောအုပ်ရဲ့မြောက်ဘက်ချမ်းကိုသွားပြီးခိုင်မာတဲ့မျက်ခြောက်တွေဝါကွန်းစာတွေနဲ့ရွှွန်စည်းအဆိုတွေကိုယူလာခဲ့ပါပြီးတော့မင်းတို့ရဲ့အပိုက်ပက်ပက်လေးမှာခိုင်ခန့်တဲ့တိုင်းတစ်ခုစောင့်လိုက်ပါဒါမှလေပြင်းတိုက်ရင်တောင်ဘဲဥမှအပြင်ကိုလွတ်မကြနိုင်တော့မှာတတိယပါတူတူကျိုးစားအားထုတ်မှုနဲ့စီးလုံးညီညွတ်မှုကဘလောက်ကြီးမားတဲ့ဘေးအန္တရာယ်ကိုမဆိုကျော်လွှားနိုင်ပါတယ်ဖိုးဖိုးစည်းကွက်ကြီးရဲ့စကားတွေကိုကြားပြီးနောက်စာကလေးတူတူတယောက်တက်ကြွလှုပ်ရှားလာပါတယ်။သူကချက်ချင်းပဲတောအုပ်ထဲကနေခိုင်ခန့်တဲ့မျက်ခြောက်တွေကိုစူဆောင်ပြီးဇနီးဖြစ်သူစုစုနဲ့အတူအပိုက်ကိုပုံမူကြီးမှပြီးခိုင်ခန့်လာအောင်စတင်လှုပ်ဆောင်ပါတော့တယ်။စုစုရဲ့စုစုကြည်စမ်းငါဘာရီယူလာလဲဆိုတာကြည့်ပါအောင်။စည်းကွက်ဖိုးဖိုးကြီးကပြောတယ်။ငါတို့ရဲ့သားသမီးလေးတွေကိုဘာအန္တရာယ်မှမထိခိုက်စေဖို့အပိုက်ကိုအမြန်ဆုံးခိုင်ခန့်အောင်လုပ်ရမယ်တဲ့။အိုးမောင်တူတူရဲ့မောင်ကတကယ်ကိုအမျှော်မြင်ရှိတာပဲကဲကျမတို့နှစ်ယောက်အတူတူချက်ချင်းအလုပ်စားကြရအောင်ကျမကရွှွန်စည်းတွေတုပ်ပေးမယ်မောင်ကဒီမျက်ခြောက်တွေကိုအနားသက်တွေမှာတိတိကျကျစီးပေးပါကျမတို့ရဲ့အတိုင်လေးကိုဘေးအကင်းဆုံးခံတက်ကြီးတစ်ခုဖြစ်အောင်လုပ်ကြမယ်ညနေဆောင်လာတာနဲ့အမျှကောင်းငင်ရံမှာမဲမောင်နေတဲ့အရေးမင်းကြီးတစ်ခုဝဲပြန်လို့လာပါတယ်ဒါကတော့ဒီတော့အုပ်ရဲ့ကြောက်စရာကောင်းတဲ့သိန်းငန်ဆိုးကြီးရဲကြီးပဲဖြစ်ပါတယ်သူ့ရဲ့စားလောင်မွတ်သိမ့်နေတဲ့မျက်လုံးတွေကစုစုရဲ့ဥက္ကနှလုံးအပေါ်မှာတဲ့တဲ့ကြာရောက်နေပါတယ်။ဟာဘာလဲဟာဒီညောင်မဲအိုကြီးပေါ်မှာဒီနေ့တော်တော်လေးစီကားနေပါလား။ဟိုးစာကလေးမလေးစုစုရဲ့အတိုက်ထဲမှာအဖြူအောင်ဥခုနှလုံးတောင်ပါလား။ငါတော့ကံကောင်းပြီဒီဥတွေကိုသာမနှက်စာအဖြစ်စားလိုက်ရရင်တပတ်လုံးပိုက်စာမှမဟုတ်တော့ဘူး။ဒါပေမဲ့အခုတော့စုစုနဲ့သူ့လင်သားကအတိုက်ထဲမှာရှိနေသေးတယ်။ငါအခွင့်ကောင်းကိုဆောင်ရမယ်။သူတို့နှစ်ယောက်အစာရှာထွက်သွားတဲ့အချိန်ကျမှငါလက်စွမ်းပြရတာပေါ့မောင်တူတူရေအပေါ်ကိုနည်းနည်းကြည့်လိုက်ပါအောင်ဟိုသိန်းငတ်ဆိုရဲကြီးကကျမတို့တစ်ပင်မော်ကိုဝဲပြန်နေတယ်သူ့မျက်လုံးတွေကကျမတို့ကလေးတွေစီမှာကျမသိကြောက်တာပဲမကြောက်ပါနဲ့စုစုရေငါဒီမှာရှိနေသေးပြီအဲ့ဒီသိန်းငတ်ကြီးငါတို့အတိုက်ဘက်ကိုလှည့်ကြည့်ဖို့တောင်တတ်တရှိမှာမဟုတ်ဘူးပြီးတော့အခုငါတို့အတိုက်ကလည်းခိုင်ခန့်နေပြီလေမင်းကဦးလေးတွေနားမှာပဲနေပါနော်ညင်းနဲ့လာတာနဲ့အမျှတောအုပ်တစ်ခုလုံးမှာကြောက်မက်ဖွယ်ကောင်းတဲ့မုံတိုင်းကြီးစတင်တိုက်ခတ်လာပါတော့တယ်။လျှက်စီးတွေတစ်ဖြက်ဖြက်လက်ပြီးမိုးချင်းတန်နေစုညံကတေခိုင်းနေလဲလောက်ခါရမ်းနေပါတယ်။ဒါကမိခင်တယောက်ဖြစ်တဲ့စုစုရဲ့မိခင်မြတ်တာအတွက်အကြီးမားဆုံးစမ်းသပ်ချက်တစ်ခုဖြစ်လာပါတယ်။စုစုရေစုစုကြီးမားတဲ့ဘေးအန္တရာယ်ကြီးဆိုက်ရောက်လာပြီးဒီမုံတိုင်းကတိတ်ကြောက်ဖို့ကောင်းနေ
လျက်စီးတွေကလည်းတစ်ပင်နားမှာပဲလန့်နေတယ်ငါတို့အတိုက်ကိုကာဝေးရမယ်။အိုးဖျားသခင်ကျမရဲ့ကလေးတွေကိုကာဝယ်စောင့်ရှောက်ပေးပါ။ကျမကမိခင်တယောက်မို့ကျမရဲ့သားသမီးတွေကိုဘာမှအထီးကမခံနိုင်ဘူး။မောင်တူတူရေမောင်ရဲ့ခြေသေးတွေနဲ့နှုတ်သီးကိုတုံးပြီးအတိုက်ရဲ့အဓိကအနားတန်တစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပါ။ဒါမှလေပြင်းထန်ကြောင်လွတ်မသွားမှာ။စုစုမင်းဥတွေကိုလုံအောင်ဝတ်ထားပါ။ငါဒီမုံတိုင်းကိုအတိုက်နားတောင်အကက်ခံမှာမဟုတ်ဘူး။ဘလို့အနေရပဲကြုံရငါနောက်ဆုံးမှာမဟုတ်ဘူး။ဟေ့မုံတိုင်းမင်းတိုက်ချင်တဲ့လောက်တိုက်စမ်းပါ။ဒါပေမဲ့ဒီနေ့တော့မင်းကမိခင်တယောက်ရဲ့မေတ္တာတရားနဲ့ဖခင်တယောက်ရဲ့စိတ်သက်ခိုင်မာမှုကိုဘယ်တော့မှအနိုင်မတိုက်နိုင်ဘူး။တညလုံးအေခဲလွန်းတဲ့ရာသီဥတုဒဏ်ကိုခံရင်စုစုကဥလေးတွေအပေါ်မှာဒိုင်းလာတစ်ခုလိုကာကွယ်နေခဲ့ပါတယ်။ဒူးဒူးကလည်းအတိုက်ကိုမပြိုလဲအောင်အစွမ်းကုန်ထိန်းထားခဲ့ပါတယ်။စုစုရေကြည်စံမနက်မိုးလင်းပြီမုံတိုင်းလဲလွန်သွားပြီနေလဲထွက်လာပြီစုစုတစ်ချက်လောက်ထားကြည့်ပါဦး။မောင်တူတူရေကြည့်ပါဦးကျမတို့ရဲ့ဥခွနှလုံးလုံးဝဘေးကင်းပါရှင်ဥတလုံးပေါ်မှာတောင်ချင်းရတစ်ခုတည်းတောင်မထင်ဘူးကျမတို့ရဲ့ကြိုးစားမှုနဲ့အထက်ကအရှင်သခင်ရဲ့ကောင်းချီးပေးမှုကြောင့်ကျမတို့ကလေးတွေဘေးကင်းသွားပြီစုစုမင်းကကဘာပေါ်မှာတက်တီအရှိဆုံးမိခင်မင်းညကမင်းပြသခဲ့တဲ့တက်တီနဲ့ဇွဲကြောင်းသာငါတို့မိသားစုလေးဘေးကင်းလုံခြုံနေရတာမုံတိုင်းပြီးသွားတဲ့နောက်မှာတော့အခုဥရီတဲကနေတောက်နဲ့တားရတဲ့အတန်လေးတွေထွက်ပေါ်လာပါတော့တယ်အတိုက်ထဲမှာတော့တက်ရှိအသက်လေးတွေရဲ့လှုပ်ရှားရုံးကန်တန်းတွေစတင်လာခဲ့ပါပြီ။စုစုရဲ့စုစုဆွေးနာတွေရက်ပြီးအောက်ကိုကြည့်လိုက်ပါအောင်။ဥတွေလှုပ်နေပြီ။ဟုတ်တယ်စုစုဒီအကြီးဆုံးဥကြီးတဲကနေတောက်နဲ့အတန်ထွက်နေပြီ။အိုးတကယ်ပဲမောင်တူတူရေဒီနားကိုနည်းနည်းတိုးလာပါအောင်။ဥတွေကွဲထမ်းမဲ့အချိန်ရောက်ပြီ။ကြည်စံပထမဆုံးဥလေးပေါ်မှာအကြောင်းလေးတစ်ခုထင်နေပြီ။ဟာငါတို့ရဲ့ဆောင်စားမှုတွေအောင်မြင်ပြီစုစုရေကြည်စံဒုတိယမြောက်ဦးလေးပေါ်မှာလည်းအကြောင်းထင်လာပြီအခုငါတို့ကလေးတွေဒီကဘာကြီးကိုမြင်တွေ့ဖို့အပြင်ကိုထွက်လာကြတော့မယ်ခဏချင်းအတွင်မှာတင်ဥခွနှလုံးကွဲအပ်သွားပြီးအထဲကနေပန်းရောင်တန်းနေတဲ့ကလေးငယ်လေးခုနှစ်ကောင်ထွက်လာပါတော့တယ်အတိုင်လေးကလည်းသူတို့လေးတွေရဲ့တာယာကြည်နူးပွဲကကြစ်အော်တန်လေးတွေနဲ့စူညံသွားပါတော့တယ်အိုးငါ့ရဲ့ရင်သွေးလေးတွေငါ့ရဲ့ကျဲပွန်လေးခုနှစ်ပွင့်ဒီလှပတဲ့ကဘာကြီးကိုကြိုးဆိုပါတယ်ကွယ်ကြီးစမ်းမအောင်မောင်တူတူသူတို့လေးတွေဘလောက်တောင်ချစ်စရာကောင်းလိုက်တယ်လေကျမရဲ့တညလုံးပင်ပန်းမှုတွေပင်ပန်းဆင်းရဲခဲ့တာတွေအကုန်လုံးအရာထင်သွားပြီစုစုဒါတွေအားလုံးကမင်းရဲ့ဇွဲတက်တီကြောင့်ဖြစ်လာရတာပါအခုကစပြီးငါသူတို့လေးတွေအတွက်အသက်နဲ့လဲပြီးအလုပ်ကြိုးစားမယ်နေတိုင်းအချုံမြင့်ဆုံးအစာတွေကိုအများကြီးရှာကြွေးမယ်ဒီနေ့ငါတို့အိမ်လေးကတာယာကြည်နူးပွဲအတန်လေးတွေနဲ့ပြည့်နှံ့နေပြီမင်းကတကယ်ပဲဒီတော့အုပ်ရဲ့အပြောင်မြောက်ဆုံးမိခင်ကြီးတူပါပဲကလေးငယ်လေးတွေရဲ့တာယာတဲ့အော်တန်လေးတွေကိုကြားရတဲ့အခါကြီးမာလေးလာကြီးကန်းကြီးကိုနန်းနဲ့အခြားအိမ်နီးနားချင်းငှက်တွေကလည်းစုစုကိုကွန်ပျူတာစကားပြောဖို့နဲ့ကလေးတွေကိုကြီးစုချစ်ခင်ပေးဖို့ရောက်ရှိလာကြပါတယ်ဟဲမမစုစုရေကျမလေးပျော်လွန်းရှင်ထဲမှာပြည့်ကျက်နေတာပဲကြီးစမ်းမအောင်ရတနာလေးခုနှစ်ပါးတပြိုင်နဲ့ဘလူတောင်ကချစ်အော်နေကြတယ်လေမမဆူဆူရဲ့မိခင်မြတ်တာရှိမှမင်းညကကြောက်စရာကောင်းတဲ့မုံတိုင်းကြီးတောင်ဒူးထောက်ပြီးထွက်ပြေးသွားရတယ်လေဟုတ်ပါတယ်မမဆူဆူရေဂုံစရာတော့ကောင်းပါလေဒါပေမဲ့ကိုတူတူကလေးခုနှစ်ယောက်ရဲ့စရိတ်ကိုဘလို့ရှာမလဲစဉ်းစားပြီးပြီလားငါကသူတို့ရဲ့ဦးလေးကိုနဲ့ပဲလေအစာရှာတဲ့ကိစ္စမှာမင်းကိုအစွမ်းကုန်ကူညီပေးပါမယ်ကျေးဇူးတင်ပါတယ်လှလှနဲ့ကိုနဲ့ရီရှင်တို့အားလုံးရဲ့ချစ်ချင်းမြတ်တာနဲ့မောင်တူတူရဲ့ကူညီမှုတွေကပဲကျမကိုအင်အားတွေပေးခဲ့တာပါမိဘနှစ်ပါးရဲ့ရှင်ဝင်ကသားသမီးတွေအတွက်ကဘာပေါ်မှာအလုံးကျုံဆုံးနေရပါပဲစုစုရဲ့ပြိုင်ဘက်ကင်းမိခင်မြတ်တာနဲ့တက်တီကတက်ရှိငယ်လေးခုနှစ်ကောင်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်မိခင်တယောက်ရဲ့ရှင်ဝင်ကဘာပေါ်မှာအခိုင်အမာဆုံးသောဒိုင်းလွှားကြီးဖြစ်နေတယ်ဆိုတာကိုဒီနေ့တော့ဒီကလုံးကသက်သေခံနေပါတယ်ချစ်လာစွာသောတငယ်ချင်းတို့ရေမိခင်တယောက်ရဲ့နှလုံးသားကမိမိရဲ့သားသမီးအတွက်ကဘာပေါ်ကဘလို့အခက်ခဲမျိုးကိုမဆိုရင်ဆိုင်ကျော်လွှားနိုင်ပါတယ်။အကယ်၍ဒီပုံမြင်လေးကိုနှစ်သက်တယ်ဆိုရင်ဒီဗီဒီယိုလေးကို like ပေးဖို့မမေ့ပါနဲ့နော်။ဖုတ်ကူလေးသားလေးရဲ့မငိုပါနဲ့မေဒီမှာရှိတယ်လေကြည်စံသားကိုရင်ဝင်ထဲမှာဖတ်ထားတယ်မဟုတ်လား။သားလေးမျက်စိခဏမိတ်တာနော်မေသားအတွက်အခုချက်ချင်းစားစရာတစ်ခုခုသွားရှာပေးမယ်။အပြင်မှာတော့မိုးတွေအရန်ရွာနေပါတယ်။ဒါပေမဲ့မိခင်တယောက်ရဲ့စိတ်ကတော့သားလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ကနာမငြင်းဖြစ်နေခဲ့ပါတယ်
စုစုကအကူညီရမလားဆိုတဲ့မျှော်လင့်ချက်နဲ့သူတို့ရဲ့ချမ်းသာတဲ့အင်ကြီးနာချင်းတွေဖြစ်တဲ့ကြီးကန်းကြီးကိုနန်းနဲ့ကြီးမလေးလာလာတို့ရဲ့ခန္ဓာထေဝါတဲ့အတိုက်စီကိုတွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့ပူပူနွေးနွေးမုံကြော်တွေကိုကြုံနေကြတာပေါ့။မမလာလာရေအိုးမမလာလာကိုနဲ့ခဏလောက်အပြင်ထွက်လာခဲ့ကြပါအောင်ရှင်။ကျမကိုကလပ်ဘဲမုံနည်းနည်းလောက်နဲ့ငယ်ဦးသည်ချက်သွန်နီနှလုံးလောက်ပေးလို့ရမလား။ကျမရဲ့သားလေးခမရက်အတော်ကြအောင်ကောင်းကောင်းမစားရသေးလို့ပါ။ဟဲစုစုဒီမိုးရဲရီထဲမှာဒီကိုဘာလာလုံနေတာလဲ။သွားဒီကနေထွက်သွားစမ်း။ငါတို့ရဲ့ခန္ဓာရဲ့အတိုက်ရှိကိုလာရက်ပြီးအေးစိမ့်တဲ့လေးတွေကိုအထဲဝင်အောင်မလုပ်နဲ့။ဟေးစာကလေးမမင်းမြင့်နေရတဲ့ဒီအရသာရှိတဲ့မုံကြော်တွေနဲ့အနှံ့အဆန်တွေကငါတို့ရဲ့ကံတရားနဲ့စူးစမ်းအားထုတ်မှုကြောင့်ရလာတာ။နဲ့အိမ်မှာစားတောင်ရှိမှာမဟုတ်ဘူး။ငါတို့လိုမုံကြော်လာစားခြင်းနေတယ်။အနံ့လေးရှူပြီးတော့တင်ကျင်းနေလိုက်စမ်းဒီကနေထွက်သွားတော့ကိုနဲ့နဲ့လှလာတို့ကလောင်ပြောင်ရေမွန်ရင်သူတို့ရဲ့အတိုင်တကားကိုပိတ်လိုက်ကြပါတယ်။စူးစူးရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်တွေပြေးချန်လာခဲ့ပေမဲ့သူမဆွဲမလျှော့ခဲ့ပါဘူး။သူမသားလေးအတွက်အစာရှာဖို့တောအုပ်စီကိုဆက်လက်ပြန်တန်းသွားခဲ့ပါတယ်။ပြင်းထန်တဲ့မိုးနဲ့လေပြင်းနေကြတဲ့မှာပြန်တန်းရင်ပင်ပန်းနွမ်းနယ်လာတဲ့စူးစူးကအလွန်အုံမနဲ့တစ်ပင်အိုကြီးတစ်ပင်ရဲ့တက်ကိုင်းပေါ်မှာနားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့ရေစီးကြောင်းကြောင့်အများအကျိုးဆောင်တဲ့တစ်ပင်ကြီးရဲ့အမြင့်တွေကမြည်ပွားပြီးလဲကျတော့မယ့်အခြေအနေကိုသူမမြင်တွေ့လိုက်ရပါတယ်။စူးစူးကမိမိရဲ့ဆင်းရဲဒုက္ခတွေကိုမြင်ပြောက်ပြီးချက်ချင်းပဲတစ်ပင်ကြီးကိုကူညီဖို့လှုံ့ဆော်มาတော့တယ်။ဒီတစ်ပင်ကြီးကအားလုံးကိုအရေးအဝါသားနဲ့ခိုးလုံရပေးခဲ့တာငါသူ့ကိုကူညီရမယ်။စူးစူးကအာသွန်ခွန်ဆိုင်စူးစမ်းပြီးတစ်ပင်ကြီးရဲ့အမြင့်တွေကိုမြေကြီးနဲ့တိတိကျကျဖုံးအုပ်ပြီးထောက်ကန်ပေးခဲ့ပါတယ်။အဲ့ဒီကမှာတော့တစ်ပင်အိုကြီးကပြုံးရွှင်ပြီးစကားပြောလာပါတော့တယ်။တမီလေးစုစုတမီကတကယ်ကိုကျင်နာတဲ့စာကလေးမလေးပဲဒီလိုမိုးသက်ထန်စွာရွာနေတဲ့အချိန်မှာအလုံးကကိုယ့်အသက်ကိုလွတ်အောင်ပြေးနေကြတာ။ဒါပေမဲ့တမီကတော့ငါ့အတွက်စိုးရင်ပေးခဲ့တယ်။တမီရဲ့ဒီလိုကိုချိုးမဖတ်တဲ့အလုပ်အတွက်ငါတိတ်ကိုဝမ်းမြောက်မိတယ်။ချော့တမီကိုငါဖန်ဆင်းရှင်ရဲ့မော်တစ်သားတောင်းလေးပေးမယ်။ဒါကတမီရဲ့ကောင်းမွန်တဲ့ဆန္ဒမှန်သမျှကိုဖြည့်ဆည်းပေးလိမ့်မယ်။တစ်သားတောင်းလေးဟုတ်လား။ဒါကကျမရဲ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းပေးမှာလဲ။ဒါကတာမန်တစ်သားတောင်းမဟုတ်ဘူး။ဒါပေမဲ့စီကံချက်တစ်ခုတော့မှတ်ထားရမယ်။ဒီတောင်းထဲကနေတမီရရှိမဲ့စားစရာနဲ့စီးတဲ့နေကိုတအုပ်တွေကအခြားနွမ်းပပြီးစားလောင်နေတဲ့ငှက်ငယ်တွေနဲ့မျှဝေခန်းစားပြီးမှစားသုံးရမယ်။ကျမဂရီပေးပါတယ်ဘိုးဘိုးတစ်ပင်ကြီးမျှဝေခန်းစားစားသုံးခြင်းကသာတကယ်စစ်မှန်တဲ့ပျော်ရွှင်မှုပါပဲ။စုစုကမော်တောင်းလေးကိုယူပြီးဝမ်းသာအားရအတိုက်ကိုပြန်လာခဲ့ပါတယ်။သူမတောင်းလေးအရှိမှဆူတောင်းလိုက်တာနဲ့တောင်းလေးကနေပူပူနွေးနွေးမုံကြော်တွေအရသာရှိတဲ့မုံကြိုတွေနဲ့အနှံ့အဆန်းတွေအများကြီးထွက်ပေါ်လာပါတော့တယ်။အတိုင်းတစ်ခုလုံးပျော်ရွှင်မှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ဝါမမီဒါကတကယ်ကိုအံ့ဩစရာအံ့ဖွယ်ပဲ။အရသာရှိတဲ့မုံကြိုတွေနဲ့မုံချိုတွေအများကြီးပဲ။စုစုကသူမရဲ့ဂရီအတိုင်းတီးခဲ့ပါတယ်။သူမကနီလာတောအုပ်ထဲကစားလောင်မွတ်သိမ့်နေတဲ့ဆင်းရဲသားငှက်အားလုံးကိုသူမရဲ့အိမ်ကိုဖိတ်ခေါ်ပြီးဝါဝလင်းလင်းကျွေးမွေးခဲ့ပါတယ်။တောအုပ်တစ်ခုလုံးမှာစုစုရဲ့သဘောထားကြီးမှုကိုချီးကျူးလာကြပါတယ်။ဒါကိုမြင်ရတဲ့ကြီးကန်းကိုနန်းနဲ့လှလှတို့ရဲ့မာနတကွန်ကတခဏချင်းအတွင်းမှာပဲမြေခသွားပါတော့တယ်။သူတို့နှိမ်ချခဲ့တဲ့စာကလေးမလေးကဒီနေ့တောအုပ်တစ်ခုလုံးကိုစားပွဲတော်ကြီးနဲ့တဲခင်းကျွေးမွေးနေတာကြောင့်ပါမြင့်မောင်လာတဲ့အခါလောဘကြီးတဲ့ကိုနန်းကအချမ်းသာဆုံးဖြစ်ဖို့အတွက်စုစုစီကနေမော်တောင်းလေးကိုခွေယူဖို့စိတ်ကူးလိုက်ပါတယ်။အခုတော့ဒီမော်တောင်းလေးကငါ့အပိုင်ဖြစ်ပြီးတောင်းလီငါ့ကိုအရသာရှိတဲ့ဖားချင်ပန်းနဲ့မုံကြော်တွေချက်ချင်းပေးစမ်းဒါပေမဲ့မကောင်းတဲ့ရွေချက်နဲ့ကင်တွယ်ခဲ့တဲ့အတွက်မော်တောင်းလေးကကိုနက်ကိုတင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တောင်းလေးကနေမုံကြော်တွေအစားစိုးသွမ်းပြီးခုံပေါက်နေတဲ့ဖပြုတ်တွေအများကြီးထွက်လာပြီးကိုနက်ပေါ်ကိုခုံတက်ကလှောင်ပြောင်ကြီးစေကြပါတော့တယ်ကိုနက်ကကြောက်လန့်ကြအော်ရပြီးမော်တောင်းကိုထားခဲ့ကထွက်ပြေးသွားပါတော့တယ်နောက်တနေ့မနက်မှာတော့မိုးဆဲသွားပြီးကောင်းငင်ရမှာရွှေရောင်နေကြီးတွေဖြာကျလာပါတော့တယ်။ကိုနဲ့လှလာတို့ကသူတို့ရဲ့အမအတွက်အလွန်ရှက်ရွံ့စွာနဲ့စူးစူးစီရောက်လာကြပါတယ်။ညီမလေးစူးစူးငါတို့ကိုခွင့်လွှတ်ပေးပါ။ငါတို့ကပတ်စံရှိတယ်ဆိုတဲ့မောက်မာမှုတွေကြောင့်မျက်စိကန်းခဲ့ကြတယ်။ဒါပေမဲ့ညီမလေးကတော့ကိုချို့အတွက်မဟုတ်ဘဲအားလုံးရဲ့ကောင်းကျိုးအတွက်မော်တောင်းကိုသုံးခဲ့တယ်။ညီမလေးကတကယ်ပဲမြင့်မြတ်တဲ့သူပါ။ဟုတ်ပါတယ်မမစူးစူးရေဒီနေ့ကစပြီးညီမတို့လည်းကိုယ့်အစာကိုအားလုံးနဲ့မျှဝေစားသုံးပါမယ်
ဘသူကမှလည်းဘယ်တော့မှနှိမ်ချဆက်ဆံမှာမဟုတ်တော့ပါဘူးရပါတယ်ကိုနဲ့ညီမလေးလာလာမနက်ခင်းကလမ်းမသွားတဲ့သူကညနေပိုင်းမှာအိမ်ပြန်ရောက်လာရင်သူ့ကိုလမ်းမသူလို့မခေါ်တော့ပါဘူးကဲကျမတို့အားလုံးအတူတူဒီမနက်ခင်းတည့်ရဲ့ပျော်ရွှင်မှုကိုခန်းစားကြရအောင်ဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲဗျာပုံမြင်လေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပြီးနောက်ထပ်ဘလို့ပုံမြင်မျိုးတွေနားထောင်ခြင်းလဲဆိုတာအောက်က comment မှာရေးပေးခဲ့အောင်နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ပုံမြင်အသစ်တွေနဲ့အတူပြန်ဆောင်ကြပါမယ်အားလုံးပဲတာယာတဲ့ညလေးဖြစ်ပါစေဗျာ